မင်္ဂလာပါနော်ဒီနေ့ရတော့ကျော်တို့ညီကိုတယောက်ဖန်ငါကနော်ညီလေးပါပိုင်းစီးရအဆငါပဲအဆငါပါနော်ကျွန်တော်ဗီဒီယိုကမရပါတော့အဆငါစီးကျော်တော့ဖွဲ့ရပါလားချက်ပြောတလက်မြကျော်တို့ကဆွေးမလို့ဘောတော့ကျော်တို့မခေါ်ဘူးဆိုတော့အဲ့ဒါဟုတ်လားညီလေးဟုတ်လားမဟုတ်စီစီမခွဲဘူးကြိုက်တဲ့ဝိနဲ့လာခဲ့လို့ရတယ်နော်ကျော်တို့စီမခွဲဘူးနော်ဒီမှာကျော်တို့ဖိမဲကြီးတာဒါကျော်တို့ဖိတော့ဒီဆိုင်စီးတယ်မယိုတဲ့ပတ်နေလို့ပတ်နေစီမယိုတော့အဆငါဝစီတာဒါညီလေးအဆငါစီးတယ်ပေါ့နော်ဒီမှာပိစဲတွေခေတယ်ပါကလေးနော်ဒီစီမယိုကမှတော့အကောင်လုံးခေါ်ပြောတယ်နော်ဟိုကဟုတ်တယ်ညီလေးဟုတ်တယ်နော်ဟုတ်တယ်ဒါလည်းတေပါပြောရမှမသိရောညီလေးပါပြောရှင်လေ你把表情来，ကျေးဇူးတင်ပါတယ်啊，来，啊，那他们说叫我锁掉设备，你到那边去那边你瞄喂，OK，今天个没片起写不啦？看你嘞，没片起写不啦？叫不啦？快点叫不啦？